အာစီဖုံးတော်ကြီးတယောက်ရဲ့တရားဟောတဲ့နော်ဒေသနာဝေငှတဲ့ဟာလေးကျွန်တော်ဖြတ်ခနဲ့နားထောင်ပြီဟာတော်တော်ကောင်းတယ်နော်အဲ့ဒီမှာသူချစ်ချင်းမြတ်တာအကြောင်းလေးပြောတယ်ပေါ့နော်အချစ်ရဲ့ပေတံကတဲ့ဒုက္ခခံခြင်းဖြစ်တယ်ဟာကျွန်တော်ကြိုက်တယ်နော်အချစ်ရဲ့ပေတံကတဲ့ဒုက္ခခံခြင်းဖြစ်တယ်ချစ်ရင်ဘာလုပ်နိုင်ရမလဲဆိုတော့ဒုက္ခခံနိုင်ရဟာတော်တော်ကောင်းတဲ့စာပါလားမေတ္တာကိုတဲ့မီတာနဲ့တိုင်းလို့မရဘူးတဲ့အဲ့လေနော်မေတ္တာကိုမီတာနဲ့တိုင်းလို့မရဘူးတဲ့နော်မေတ္တာကိုဝေဒနာနဲ့တိုင်းရတယ်ဟာတဲ့ဟုတ်ပါအဲ့တော့ကျွန်တော်ဆွဲသွားတယ်ကောင်းတယ်ပါနော်မေတ္တာကိုမီတာနဲ့တိုင်းလို့မရဘူးတဲ့မေတ္တာကိုဝေဒနာနဲ့တိုင်းရတယ်သခင်ရှုခရစ်တော်ဘုရားကျွန်တော်တို့ကိုဘယ်လောက်ချစ်လဲဆိုတော့သူ့ခန္ဓာကိုယ်မှာရစရာမရှိအောင်အရိုက်နဲ့ခံသူ့ရဲ့ဝေဒနာတော့နော်ကြောကုန်းပါတဲ့ထွန်ထားတဲ့လေကွက်လိုပဲလေတွေထွန်ရင်သိတယ်မလားမြေကြီးမှာဒီထွန်သွားအမြောင်းမြောင်းတွေပေါ်သွားသလိုကြောက်ဖို့ကရိုက်လိုက်ရင်ထိတ်မှာတက်ထားတဲ့ခဲစီလေးတွေကအသားထဲမှာမြုပ်သွားပြီးတော့ဆွဲထုတ်လိုက်ရင်အသားအစတွေပဲထွက်လာပြီးတော့အဲ့ဒါမှာအမြောင်းလိုက်သခင်ရှုရဲ့ကြောကုန်းခန္ဓာကိုယ်ကထွန်ထားတဲ့လေကွက်လိုပဲဒါမှမဟုတ်သခင်ရှုခရစ်တော်ဘုရားလောကလူသားတွေကိုဘလောက်ချစ်လဲဆိုရင်သူ့ရဲ့ဝေဒနာကိုသာကြည့်လိုက်ပါဒါကြောင့်မေတ္တာကိုမီတာနဲ့မတိုင်းရဘူးတဲ့ဝေဒနာနဲ့တိုင်းရတယ်ဟာကျွန်တော်သဘောပေါက်ပါနော်ဒါကြောင့်မို့တကယ်ချစ်ရင်ဒုက္ခခံနိုင်နော်ဘလောက်ထိဒုက္ခရောက်ချစ်ရင်မလုပ်နိုင်လဲဒုက္ခခံနိုင်ခလေးလေးတယောက်ကသူ့ရဲ့ဘသူလဲတော့မသိဘူးနောက်ထပ်ခလေးတယောက်ကိုခြိထားတယ်သူကလည်းငယ်ငယ်လေးပဲသူခြိကြိုးပိုးထားတဲ့ခလေးကလည်းတော်တော်ဝါနော်ဟာသူများတွေကစော့သူလည်းအဲ့ဒီခလေးလေးကိုခြိပြီးတော့လိုက်စော့နေတာအဲ့တော့ဘေးနာတွေ့တဲ့တယောက်ကဟာဒီကလေးလေးအရန်ပင်ပန်းလိုက်တာမင်းညီလေးလားဘသူလဲချထားလိုက်ပါလားတဲ့ကြောကုန်းပေါ်ကနေမင်းလွတ်လွတ်လပ်စော့လို့ရတာဗောတဲ့မင်းပင်ပန်းနေမှာဗောမလေးဘူးလားတဲ့ဟာကျွန်တော်မပင်ပန်းဘူးတဲ့လေးလည်းမလေးဘူးတဲ့ဟာဘာဖြစ်လို့လဲမင်းခြိထားတာတော်တော်ကြာပြီလေးမဲ့ပုံပဲဟာကျွန်တော်မလေးဘူးတဲ့ဘာကြောင့်လဲသားတဲ့သားညီလေးကိုချစ်လို့တဲ့ချစ်တဲ့အတွက်ကြောင့်လေးလို့လေးမှန်းတော့မသိတစ်ဖက်လူကကြည့်တော့ပင်မလိုက်တာလေးလိုက်တာလို့ထင်ကောင်းထင်မယ်ဒါပေမဲ့ချစ်တဲ့အတွက်ကြောင့်လေးလို့လေးမှန်းတော့မသိဘူးဖခင်ကလည်းသင်ကိုဘယ်လောက်ချစ်လဲဆိုရင်တော့လောကမှာလူစားတိဖြစ်ဖခင်ဖြစ်ကနေလူစားတိဖြစ်ခံလာပြီးတော့သင်နဲ့ကျွန်ုပ်ရဲ့အပြစ်တွေလက်ဝါးကတိုင်မှာအသေးခံပေးတယ်အဲ့ဒါချစ်လို့ဖြစ်တယ်ဒါကြောင့်ချစ်တော်စီတိုင်းဖခင်ကကျွန်တော်တို့ကိုချစ်တယ်ဘယ်လောက်ထိချစ်လဲဆိုတော့အသက်ပေးတဲ့အထိကိုချစ်တယ်ဒီနေ့လောကကြီးမှာသင်ကြိုက်တာလေ့လာကြည့်ကြိုက်တဲ့စာအုပ်ကြိုက်တဲ့အယူဆတွေလေ့လာကြည့်ကိုလုံးရင်ကိုခံမယ်ကိုအပြစ်ရှိရင်ကိုပြန်ပေးဆက်ပဲဒါပေမဲ့ဖခင်ကသင်ရဲ့အထဲမှာရှိတဲ့လောဘဒေါသမောဟကိုသင်ကိုယ်တိုင်ကင်းစင်အောင်မလုပ်နိုင်တဲ့အတွက်ကြောင့်ဖခင်ချစ်တဲ့အတွက်ကြောင့်သင်နဲ့ကျွန်တော်ကိုယ်စားလက်ဝါးကတိုင်မှာအသေးခံပေးတဲ့ဖခင်ဖြစ်တယ်လောကကြီးမှာလိုက်ရှာကြည့်ပါသင်တို့အသေးခံမဲ့သူတယောက်မှမရှိကိုအပြစ်ကိုရှင်းမယ်မရှင်းနိုင်ငရဲပဲကိုအပြစ်ကိုရှင်းကိုလုပ်ရင်ကိုခံကိုပဲကြိုးစားမှာဒါပေမဲ့ဖခင်ကသင်လုပ်လို့မရဘူးဆိုတော့သိတဲ့အခါမှာလောကကြီးကိုဆင်းလာပြီးတော့လူသားအလုံးအပြစ်တွေလက်ဝါးကတိုင်မှာအသေးခံတယ်သင်ကြိုတယ်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်သခင်ရှုကပြောပါတယ်ငါ့ကိုယုံကြည်တော်သူဟာသေလွန်တော်လဲအသက်ရှင်မယ်